စယူတွေထည့်ပြီနော်မချင်းကနေခေါက်အဲ့ဒီမှာမင်္ဂလာပါမျိုးတို့ရေဒီနေ့ကတော့ကျမတို့အထက်ပိုင်းဒေသအစားအစာပေါ့နော်စယူပေါ့စယူထိုးပေါင်းချက်လေးချက်ပေးပါမယ်လို့နော်လိုက်ကြည့်ပေးကြအောင်မမြင်ဘူးတဲ့သူလည်းဘူးတူတရသွားတာပေါ့မြင်ဘူးစားဘူးတဲ့သူတွေလည်းအိမ်ကိုလွမ်းသွားစေတာပေါ့နော်စယူဒီလိုလေးတွေဆေးရတယ်နော်သူ့ကိုဆေးပြီးဆိုပြုတ်အောင်မှာပေါ့အခွန်လင်းနဲ့အသားနဲ့တခြားတွေတောင်ပြုတ်ပြီးဆိုမှကျမတို့ချက်ရပါမယ်ရှင်ဒါလေးကတောစာတောင်စာလေးတွေပေါ့ဒါလေးကတော့လေးလူရဲ့ကျမ်းမာရေးကောင်းစေဆောင်းရသည်တွေပါစားဖို့ကောင်းတယ်ဒါကွာအေးစားပြလာပြီမို့လို့ကျမတို့လည်းစားကြတော့မချက်လို့မှာပေါ့နော်စယူလေးတွေဒီလိုလေးတွေခွာပေးရတယ်နော်ပြုတ်လိုက်လို့ရှိရင်လေသူ့ရဲ့အခွန်ကပေါ့သူ့အခွန်ကဒီလိုလေးတွေအားလေးခွာပြီးမှကျမတို့ချက်ရမယ်ဒါကတော့စယူနဲ့ရောပြီးမှထိုးမဲ့ချက်မဲ့ငပြောဘူးလေးပေါ့ဒါလေးကလည်းစိန်ထားတာပေါ့နော်ရင်နွေးနဲ့သူ့လည်းနေပြအောင်မှအဖန်တတ်တွေထွက်သွားအောင်လို့ယူချက်တတ်မယ်နော်စားရင်ငပိတွေအချုံမုံတွေပေါ့နော်ဒီမှာထည့်ပြီနော်အဲ့လိုလေးထည့်ရတာပေါ့နော်စယူချက်ဖို့ရကဲငပြောဘူးလေးထည့်မယ်နော်ကဲအုပ်ထားပါမယ်ကဲစယူလေးတွေထည့်ပါမယ်စယူတွေထည့်ပြီနော်စယူလေးပြုတ်ပြီးခုန်ခွာလာတဲ့ဟာလေးတွေထည့်ပြီးတော့ထည့်အောင်လေးတွေလမ်းပြီးတော့ခဏပေါ့နော်အရည်လေးတွေအပြင်ထွက်သွားအောင်ပေါ့စယူရဲ့အရည်လေးအပြင်ထွက်သွားအောင်လားမွေပြီးတော့မှအုပ်ထားရပါဦးမယ်ဒီကျမှမုံမုံလေးခတ်ရမှာပေါ့နော်မုံနဲ့လေးမုံမုံလေးတွေထည့်မယ်နော်စယူဟင်းပေါင်းချက်လေးပါဒါအလုတ်တအားရှုပ်တဲ့ဟင်းနဲ့နော်အန်တီကစိတ်ရှိလဲရှိနေအဲ့ဒါဘလို့ပဲဆိုလုံမစားပြတဲ့ဟင်းတွေပဲအန်တီကလေးမခုမကနဲ့ပင်ပင်မမလုတ်ပေးထတာတကယ်လို့လွယ်တဲ့ဟင်းတွေတင်နေဆိုအန်တီမှာချက်ဆရာမရှိလို့ပဲတင်ရခြင်းဖြစ်တယ်နော်ဒါဖဲရခဲစစ်တွေလာရောက်တာနဲ့ကြုံလို့ချက်ပေးတာဘူးတူတာလေးလည်းရအောင်မမြင်ဘူးတဲ့လူလည်းမြင်ဘူးအောင်စိတ်ရှိရှိတင်းကဲပဲစီလေးထည့်မယ်နော်ပဲစီမမိုးလေးထည့်ရတယ်သူကထက်သူကစီကြိုက်တယ်ဟုတ်ပြီရပြီပြင်စိမ့်လေးအုပ်မယ်ကဲမွေပါမယ်ကဲမကြည့်အောင်โอ้အမျိုးတို့ရေရှယ်ပါအိုက်ကော်ရေမချင်းကနေခေါက်အိုက်နီမောင်နန့်စကန်နန့်နာမနေ့အိုင်ကဲစယူဟင်းပေါင်းချက်တယ်ဒီမှာကောင်းမကောင်းဒါစားပြီးလို့ရှိရင်အာကရင်ရှင်းပြီးသားလဲချောင်းမှာဆွဲတွေတလိပ်တွေရှင်းလင်းပြီးသားလဲချောင်းရတဲ့သူတွေအကုန်လုံးပြင်းစင်ပပျောက်ပြီးမှရှယ်တော့နေလို့ကောင်းသွားပြီပါဇက်ထဲမှာလည်းကိုရင်းထဲမှာတော့ရှင်းလင်းပြီးသားဖြစ်သွားပြီနော်အပူအေးမငြိညတဲ့သူတွေခြေဖြားလက်ဖြားအေးတဲ့သူတွေစယူဟင်းလေးချက်စားကြကောင်းမကောင်းကဲအမျိုးတို့ရေစယူဟင်းမောင်းချက်လေးအစင်သင်းဖြစ်ပြီးစားလို့ရပြီနော်အိုက်ကော်တို့ရေလာစားကြဒါငါတို့အထက်ပိုင်းကမုံမြက်နဲ့စားတဲ့ဟင်းလေးပါနော်လာစားကြအောင်